ကြည့်လိုက်တပ်မတော်အာဏာသိမ်းလို့တိုင်းပြည်ပြတ်ခဲ့ရတာမရှိဘူး NLD မြေပေါ်ကိုရောက်တိုင်းတိုင်းပြည်ပို့နစ်ခဲ့ရတာပဲရှိတယ်1988ကာလတိုင်းပြည်ဆောင်ထိုးဆင်းခဲ့တာပဲလက်ရှိ NLD အာဏာရတယ်အာဏာရပြီး9နှစ်အကျော်တိုင်းပြည်ဆောင်ထိုးဆင်းခဲ့ရတာပဲ NLD ပါတီအဲ့လိုအသွင်ဝင်မျိုးရှိတာခင်ဗျားတို့လက်ရှိကပညာရေးနဲ့ပတ်သက်ပြီးတော့စစ်ချုပ်ပညာရေးမသိနဲ့ဒါက NLD ရဲ့မူဝါဒပဲ NLD ရဲ့မူဝါဒ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မူဝါဒလားကျွန်တော်မရမယ့်နေတာဖြစ်နေပြီဒါဆိုရင် NLD ပါတီရဲ့စီးစီခေါင်းဆောင်တွေရဲ့မူဝါဒလားသူတို့ရဲ့မူဝါဒဖြစ်လို့သူတို့အောက်မှာရှိတဲ့ NLD ပါတီဝင်တဲ့လက်နက်ကင်အကောင့်နဲ့ဖော်နေတာရှင်းလေးဒါ NLD ရဲ့မူဝါဒပဲအဲ့တော့မြန်မာတမိုင်းမှာစစ်တပ်အာဏာသိမ်းလို့တိုင်းပြည်ပြတ်ခဲ့ရတာမရှိဘူးအဲ့တော့စီဝါရေးကြတာရှိတာပေါ့ဗျာထားပါဒါရှိတရားပဲတို့တော်လည်းပဲစစ်တပ်အာဏာသိမ်းလို့တိုင်းပြည်ပြတ်ခဲ့ရတာမြန်မာတမိုင်းမှာမရှိခဲ့ဘူး NLD ပါတီအာဏာရလို့ NLD ပါတီအာဏာလူယူစေလို့တိုင်းပြည်ပြတ်ခဲ့ရတာပဲရှိတယ် NLD ပါတီမြေပေါ်ကိုပေါ်တိုင်းမြေပေါ်နိုင်ငံရေးကိုလှုပ်ခွင့်ရတိုင်းမှာတိုင်းပြည်ပြတ်ခဲ့ရတယ်1988ကာလတိုင်းပြည်ပြတ်ခဲ့ရတာပဲအခုလက်ရှိ2021နောက်ပိုင်း NLD ပါတီကြောင့်ဖြစ်ခဲ့ရတာပဲလက်ရှိကျွန်တော်လက်နက်ဆွဲကိုင်ပြီးတော့စစ်သွေးကြွတဲ့အဖွဲ့တွေကြီးလိုက် NLD ပါတီဝင်နေပြီပဲခေါင်းဆောင်ပိုင်းကိုကြီးလိုက် NLD ပါတီဝင်တွေသူအပေါင်းပါနေပြီပဲအဲ့တော့ဒီတွေကိုပြန်ချောင်းမယ်ဆိုရင်ကျွန်တော်တို့ဘူးတလင်မျိုးနဲ့စီပါရွာအဲ့ဒီစီပါရွာဖြစ်စဉ်ကတပ်ဖြတ်ခံတဲ့အမျိုးသားတွေကတပ်မတော်ထောက်ခံနေသူတွေ NUG ရဲ့လက်အောက်မှာရှိတဲ့ပကပအဖွဲ့ဝင်တွေထမ်းမှာခံဝင်တဲ့ကျွန်တော်နေရတဲ့သူတွေအဲ့တော့သူတို့ရဲ့စကန်ကိုဒီလူတွေကခံဝင်ထိုးတဲ့လူတွေကသတင်းပေးလို့သူတို့စကန်တိုက်ခိုက်ခိုင်းနေဆိုပြီးတော့တပ်ပစ်လိုက်တာအဲ့တော့ဒီရဲ့ကြေးဝါရဲ့နေရာကကျွန်တော်ဘူးတလင်ရဲ့အနီးမှာတည်ရှိတယ်နည်းနည်းတော့လမ်းတယ်ပြီးတော့ကျွန်တော်တို့မုံရွာရေဦးလမ်းမရဲ့အနီးမှာတည်ရှိတယ်အဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်လိုက်ပါတပ်မော်သားတွေမရင်းချင်းခဲ့လို့အမျိုးသမီးတယောက်ဗိုက်ကြီးခဲ့ပါတယ်ရှိခဲ့လားခင်ဗျားတို့အဝေးမစစ်တိုင်းခင်ဗျားတို့ရဲ့အနီးမှာခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်မှာတပ်မော်သားတွေဒီလိုလှုပ်လာခင်ဗျားတို့စဉ်းစားကြည့်အဲ့တော့ဒီဖြစ်စဉ်မှာကျွန်တော်တပ်မော်သားတွေလှုပ်ချင်းလုံးဝမဟုတ်ပါဘူးအကြမ်းဖက်သမားတွေကတပ်မတော်စစ်ကြောင်းတွေကလာတဲ့ခါမှာသူတို့ကြီးဝါတွေကိုမီးရှို့ပြီးနောက်ကိုဆုတ်တယ်ပြည်သူလူထုကိုကျွန်တော်လူသားတိုင်းအနေနဲ့ကာကွယ်ပြီးတော့တွားတယ်လူတွေကိုဖမ်းပြီးတော့ကျွန်တော်တို့ဒီတက်ကလက်နက်ကြီးနဲ့ပစ်လို့မရအောင်လူတွေကိုကာပြီးတော့သူတို့ဖမ်းဆီးပြီးတော့ဆုတ်သွားတာသူတို့ဆုတ်တဲ့ခါမှာမြေလံစနစ်လောက်တာပေါ့ဗျာကြီးဝါတွေမီးရှို့တယ်ရိတ်ခါပြီးကျွန်တော်ကြီးဝါမှာရှိတဲ့ရိတ်ခါကိုလောင်နေစီတွေပေါ့ဗျာစီတွေကိုမီးရှို့တယ်အဲ့လိုနဲ့ဆုတ်သွားတာအဲ့တော့ကျွန်တော်တို့ကဒီအကြမ်းဖက်သမားတွေကျွန်တော်မရှင်းလို့မရဘူးဗျတိုင်းပြည်တည်ငြိမ်ဖို့အတွက်ဒီအကြမ်းဖက်သမားတွေရှင်းရမှာပဲအကြမ်းဖက်သမားတွေလက်နက်ချပြီးအညံ့ခံမှာလား